ဒီနေ့ကျွန်တော်ကပန်းနာရင်ချက်ကိုပုံမဆိုးဝါးစေတဲ့အကြောင်းအရာတွေကိုဝေမျှပေးမှဖြစ်တဲ့အတွက်ပန်းနာရင်ချက်ယောဂကိုကြိုတင်ကာကွယ်ခြင်းသူတွေနဲ့ပန်းနာရင်ချက်ယောဂကိုလက်ရှိခံစားနေရတဲ့ဝေဒနာရှင်တွေကိုယ်တိုင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစအနေအဆုံးထိကြည့်ရှုပေးဖို့နဲ့ like and follow လေးလုပ်ဖို့တောင်းဆိုချင်ပါတယ် YouTube channel မှာတော့ VPN လေးက subscribe လေးနဲ့ share လေးနဲ့ပေးဖို့လည်းတောင်းဆိုချင်ပါတယ်ဒါဆိုရင်ပန်းနာရင်ချက်ယောဂကိုငကိုရှိရင်းစွတ်တဲ့ပုံမဆိုးဝါးစေတဲ့အကြောင်းအရာပေါင်းများစွာရှိပါတယ်အဲ့ဒီကမှကျွန်တော်ကဒီနေ့အချက်၄ချက်ကိုဝေမျှပေးမှာဖြစ်ပါတယ်နံပါတ်1အချက်ကတော့လေထုညဉ့်ညမ်းမှုလေထုညဉ့်ညမ်းမှုဆိုတဲ့နေရာမှာပုံစံနှမျိုးရှိပါတယ်ပထမပုံစံကပြင်ပလေထုညဉ့်ညမ်းမှုဖြစ်ပါတယ်ပြင်ပလေထုညဉ့်ညမ်းမှုဆိုတဲ့နေရာမှာမော်တော်ကားကနေထွက်တဲ့အိတ်ဇောငွေတွေစက်ယုံအလုံးယုံအားထွက်တဲ့အညစ်အကြေးတွေအနံ့အသက်ဆိုးတွေလေထုထဲမှာရှိတဲ့အညစ်အကြေးတွေကကျွန်တော်တို့ရှူသွင်းလိုက်တဲ့အချိန်မှာပန်းနိုင်ချက်ယောဂကိုပို့ပြီးတော့ဆိုးဝါးစေပါတယ်နောက်ပုံစံတစ်မျိုးကကြတော့အိမ်တွင်းလေထုညဉ့်ညမ်းမှုဖြစ်ပါတယ်အိမ်တွင်းလေတိုင်းလေထုညဉ့်ညမ်းမှုဆိုတဲ့နေရာမှာမီးပေါ်ဆောင်မှာထမင်းဟင်းတွေချက်ပြုတ်တဲ့နေရာမှာထင်းတွေမီးသွေးတွေတုံးဆွဲရတဲ့သူတွေအတွက်ဆိုလို့ရှိရင်အိမ်တွင်းညဉ့်ညမ်းမှုလေထုညဉ့်ညမ်းမှုကိုဖြစ်ပေါ်စေတယ်အဲ့ဒါရဲ့နောက်ဆက်တွဲအနေနဲ့ပန်းနိုင်ချက်ယောဂကိုပုံမဆိုးဝါးစေတဲ့အပြင်အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာယောဂတွေကိုပါဖြစ်ပေါ်စေနိုင်ပါတယ်ဒါနံပါတ်1အချက်ဖြစ်ပါတယ်နံပါတ်2ကကျတော့ဓာတ်မတည့်ခြင်းဆိုတဲ့နေရာမှာကျွန်တော်တို့ဖုံမုံနေရှူသွင်းတာအနံ့အသက်ဆိုးမှုန်နှံ့နေရှူသွင်းရတာမျိုးတွေပြီးတော့ပန်းဝင်းမုံနေနဲ့ရှူသွင်းလို့ဓာတ်မတည့်တာမျိုးတွေပြီးလို့ရှိရင်တရိတ်ဆန်လေးတွေမွေးထားတဲ့အဲ့တရိတ်ဆန်လေးကိုကင်တွယ်တဲ့အချိန်မှာတရိတ်ဆန်တွေရဲ့ကိုကကျွတ်လာတဲ့အမွေးအမင်တွေပြီးလို့ရှိရင်သူတို့နဲ့ထိတွေ့အရေးပြားချင်းထိတွေ့တဲ့နေရာမှာဓာတ်မတည့်မှုဖြစ်တာတွေပြီးတော့သူတို့ရဲ့တရည်တွေနဲ့ထိပြီးဓာတ်မတည့်တာတွေပြီးတော့တချို့တွေအိမ်မှာဆိုလို့ရင်ကြွတ်တွေပိုးဟတ်တွေရှိတယ်အဲ့ဒီတရိတ်ဆန်တွေရဲ့အညစ်အကြေးကနေထွက်လာတဲ့အနံ့သက်ဆိုးတွေကိုရှူချိုက်ခြင်းကြောင့်ဓာတ်မတည့်ခြင်းတွေဖြစ်ခြင်းကနေလည်းပန်းနိုင်ချက်ကိုပို့ပြီးတော့ဆိုးဝါးစေပါတယ်နံပါတ်3အချက်ကကြတော့ကျွန်တော်တို့အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းကြောင့်ဖြစ်ခြင်းဖြစ်ပါတယ်အသက်ရှူလမ်းကြောင်းပိုးဝင်တယ်ဆိုတာကတချို့တွေဆိုရင်နှာစီးတာတုပ်ကွေးဖြစ်တာစသဖြင့် virus ကြောင့်ခန္ဓာကိုယ်ထဲကိုပိုးဝင်ပြီးယောဂါတွေဖြစ်ခြင်းအနေရလေဖြစ်ချင်းကနေကလည်းပန်းနိုင်ချက်ယောဂကိုပို့ပြီးတော့ဆိုးဝါးစေပါတယ်နံပါတ်4အချက်ကကြတော့ပြင်းထန်တဲ့ကိုယ်ကာယလှုပ်ရှားလေ့ကျင့်ခန်းတွေလှုပ်ဆောင်ခြင်းဖြစ်တယ်ပန်းနိုင်ချက်ဝေဒနာရှင်တွေကလေ့ကျင့်ခန်းတွေကိုပြင်းပြင်းထန်ထန်လှုပ်လို့မရဘူးပေါ့ပေါ့ပါပါပဲလှုပ်ရတယ်ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းတွေလှုပ်တယ်ဆိုရင်အသက်ရှူတွေကျက်လာမယ်အသက်ရှူတွေကျက်လာပြီဆိုရင်ပန်းနိုင်ချက်ယောဂကိုပို့ပြီးတော့ဆိုးဝါးစေပါတယ်နောက်ထပ်ကြံတဲ့အကြောင်းအရာလေးတွေကိုနောက်ထပ်ဗီဒီယိုလေးမှာဆက်လက်ပြီးဝေမျှပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့နောက်ထပ်ဗီဒီယိုလေးကိုလည်းစောင့်မျှော်ကြည့်ရှုပေးဖို့တောင်းဆိုချင်ပါတယ်ကျမ်းမှာလှပပျော်ရွှင်သောဘဝတွေကိုရရှိပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ